င်္ဂလာပါရှင်။ဒီနေ့ခန္ဓာတော်တက်ရောက်လာကြတဲ့ပြည်တော်စုလွှတ်တော်နာယကကြီးနှင့်တကွာလွှတ်တော်ကိုယ်စားလှယ်များဖိတ်ကြားထားသောဧည့်သည်များနှင့်ဂုဏ်သင်ရှိလူကြီးမင်းများအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေရှင်။ကျွန်မကတော့တနင်္သာရီမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စီစီသက်ဖြစ်ပါတယ်။ဒီနေ့ကြေးမပြုလုပ်တဲ့ပြည်တော်စုလွှတ်တော်ဓာတ်သမားချိန်စည်းဝေးမှာကျွန်မအနေဖြင့်ဦးအာကာမျိုးထက်တင်သွင်းလာတဲ့အာဆီယံနှင့်နိုင်ငံတကာအစိုးရများလွှတ်တော်များနိုင်ငံတကာအဖွဲ့အစည်းများပါဝင်ဒီမိုကရေစီအင်အားစုအားလုံးနေဖြင့်ပြည်သူ့ကိုယ်စားပြုမှုအပြည့်အဝရရှိထားသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ပါဝင်ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့်သာဆက်လက်ပူးပေါင်းဆောင်ရွက်သားရန်နှင့်လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာပတ်ပိုးကူညီမှုများနှင့်အခြားထောက်ပံ့မှုများပုံမပေးအပ်သွားရန်တိုက်တွန်းကြောင်းအဆိုအားဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။လေးစားအပ်ပါသောနာယကကြီးရှင်ကျွန်မဒီဆိုကိုဆွေးနွေးရမှာနိုင်ငံတကာကအဓိကအားဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပတ်ပိုးကူညီမှုများနှင့်အခြားထောက်ပံ့မှုများပုံမပေးအပ်သွားရန်အတွက်တိုက်တွန်းလိုခြင်းဖြစ်တဲ့အတွက်၎င်းအချက်လက်များကိုအထူးလေးနဲ့ထား၍ဆွေးနွေးလိုပါတယ်။ကျွန်မကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖွဲ့စည်းပေးထားတဲ့ပြည်သူ့ရေးရာကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ကျွန်မတို့ကော်မတီနေဖြင့်ရခိုင်အစောပိုင်းနှစ်များမှာစီရီယံများအတွက်ပြည်တွင်းပြည်ပမှထောက်ပို့မှုများဖြင့်ကူညီပံ့ပိုးမှုများလှုပ်ဆောင်ပေးနိုင်ခဲ့ပါတော့လဲ2025ခုနှစ်2026ခုနှစ်များမှာကြတော့ပတ်ပိုးမှုများရန်နာထားရတဲ့အထိရန်မုံငွေရရှိမှုများအားနည်းလာပါတယ်။နိုင်ငံရေးကြီးသားများကူညီစောင့်ရှောက်ရေးတင် AAPP နှင့်ပူးပေါင်းလက်တွဲကနိုင်ငံရေးကြီးသားများအတွက်ထောက်ပံ့မှုနှင့်လိုအပ်သောလူခွင့်ရေးဆိုင်ရာသင်တန်းများမယ်ရဟတ်သင်တန်းများသာလက်ရှိမှာလှုပ်ဆောင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ရှင်။နိုင်ငံကြီးရှင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၏လက်ရှိ2026ခုနှစ်မေလထိနောက်ဆုံးထုတ်ပြန်ချက်များအရကျွန်တော်တို့နိုင်ငံမှာ2021ခုနှစ်စစ်အာဏာသိမ်းကာလမှစ၍ယခုလက်ရှိကာလတိုင်အောင်စစ်မေးရှောင်ပြည်သူ3.8 သန်းရှိလာပြီဖြစ်ပါတယ်။စစ်မေးရှောင်ပြည်သူအများစုဟာစကိုင်းဖက်ဒရယ်ယူနစ်ရခိုင်ပြည်နယ်မကွေးဖက်ဒရယ်ယူနစ်ကရင်ပြည်နယ်တနင်္သာရီတိုင်းကချင်ပြည်နယ်ပဲခူးဖက်ဒရယ်ယူနစ်စတဲ့နေရာဒေသတွေမှာဖြစ်ပါတယ်။မြန်မာဒုက္ခသည်နဲ့ခွန်လုံခွင့်တောင်းခံသူစုစုပေါင်း1.6 သန်းကျော်ရှိကြောင်းကုလသမဂ္ဂအစီရင်ခံစာများအရသိရှိရပါတယ်။2026ခုနှစ်မေလ29ရက်နေ့မှာ AAPP ရဲ့ထုတ်ပြန်ချက်စာရင်းများအရကျန်းဖက်စစ်အုပ်စုနဲ့၎င်းတို့ရဲ့လက်ပါစီများကြောင့်ຫນွေဦးတော်လှန်ရေးကာလအတွင်းမှာသေဆုံးပြည်သူစုစုပေါင်း8063ဦးရှိကအပြစ်မဲ့ဖမ်းဆီးခံရသူ31,066ဦးသိရှိရပါတယ်ရှင့်။ကျန်းဖက်စစ်တပ်ဟာတူရောင်အလိမ်ညာရွေးကောက်ပွဲမှာတစ်စစ်၎င်းတို့စိတ်နှိုင်းကြအာဏာရှင်များလက်သက်မွေးထုတ်ပြီးဟန်ပြလွတ်တော်နဲ့အစိုးရတို့ကိုဖွဲ့ကာနိုင်ငံတကာရဲ့အသိမှတ်ပြုမှုကိုရရှိဖို့အသက်အတန်ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။မိစာတစ်ဖက်ရေမုတ်တစ်ဖက်နဲ့စကလုံးလှလှတွေသုံးပြီးအယောင်ဆောင်ငိမ့်ချရေးပေါ်ဆောင်တော့မအောင်ကျူစင်တဲ့မျက်နှာပြကအခြားတစ်ဖက်မှာတော့ပြည်သူကိုပြစ်မှတ်ထားပြီးနီလာပေါင်းစုံနဲ့လေကြောင်းကနေရောမြေပြင်အခြေအနေမှာပါတပ်ဖြတ်တဲ့လှုပ်ဆောင်မှုတွေပြည်သူပိုင်အိုးအိမ်တွေကိုမိရှို့တဲ့အလုပ်တွေစစ်မှုထမ်းမှုအိမ်မော်ထိတက်ပြီးဖမ်းဆီးမှုများစစ်သားစုဆောင်မှုများကိုပုံမတိုးမြင့်လှုပ်ဆောင်နေတာကိုစိတ်မကောင်းစွာမြင်တွေ့နေရပါတယ်ရှင်။နာယကကြီးရှင်နိုင်ငံတွင်ကျမတို့ပြည်သူတွေခံစားကြုံတွေ့နေရသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များဟာတစတိုးမြင့်လာနေပါတယ်။ပုံစွဲနှုန်းဆက်မတန်ကြီးမြင့်မှုတွေကျန်းဖက်စစ်အုပ်စုရဲ့တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြောင့်
ပြည်သူများရဲ့စားဝတ်နေရေးအတွက်စိန်ခေါ်မှုများဟာအလွန်အင်မတန်ကြီးမားလှပါတယ်အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှုများစွာကိုဆုံးသက်နိုင်ရမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCF နဲ့ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့်တူတကွပူးပေါင်းဆောင်ရွက်ခြင်းကသာမှန်ကန်သောပတ်ပိုးကူညီမှုနှင့်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းကိုနိုင်ငံတကာသို့ထပ်လောင်းသိပေးလိုပါတယ်။လေးစားအပ်ပါသောနာယကကြီးရှင်တော်လှန်ရေး9နှစ်ကျော်ကာလဖြစ်လာပေမဲ့ကျမတို့ရဲ့ပြည်သူတရက်လုံးကဘလောက်ပင်ခက်ခဲပင်ပန်းကြပါစေပေးဆက်ပါဝင်နေကြဆဲဖြစ်ပါတယ်။စစ်အာဏာရှင်များရှေ့မှာလုံးဝဒူးမထောက်ရှုံးမပေးဘူးဆိုတဲ့ပြည်သူတို့စီရဲ့တတိကိုချီးကျူးကုန်ပြုလိုပါတယ်။ပြည်သူတွေကတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုပေါင်းများစွာဖြင့်ပြတ်သားစွာရုန်းကန်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။အာဆီယံပါဝင်နိုင်ငံတကာဆိုရများတွတ်တော်များနိုင်ငံတကာဖွဲ့စည်းများနဲ့အဖဒီမိုကရေစီအင်အားစုများအားလုံးဟာမြမအရေးကိုမေ့မထားပဲတစ်ဖက်တစ်လမ်းကနေချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့ဟာအလွန်ကိုရေးကြီးတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ပြည်သူကိုစားပြုမှုတိဝရရှိထားတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCF အပါအဝင်ပြည်သူတော်လှန်ရေးအင်အားစုများနဲ့သာတရားဝင်ဆက်လက်ထိတွေ့ပူးပေါင်းဆောင်ရွက်သွားရန်မြန်မာပြည်သူများထံသို့လူသားချင်းစာနာကူညီပံ့ပိုးမှုများဓာတ်ရိုက်ရောက်ရှိစေရေးအတွက်စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ပေးရန်နှင့်စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေးအတွက်တော်လှန်ရေးအစုအဖွဲ့များ၏တူညီသောနိုင်ငံရေးဥတီချက်များနှင့်ကြိုးပမ်းလှုပ်ဆောင်မှုများကိုနိုင်ငံတကာကဏ္ဍတွင်ထိရောက်စွာအတိမတ်ပြုဝန်ဉဏ်ကူညီပေးကြပါရန်ကျမအနေနဲ့တင်သွင်းသူအဆိုရှင်၏ဆိုအားထောက်ခံရင်ဆွေးနွေးရင်ဒီကိုချုပ်အပ်ပါတယ်ရှင်